ကိုရီးယားမှာရိုးမွေးမယ်ဆိုရင်ဘိုက်မနာအောင်ထိုးတဲ့ဆေးရှိတယ်အဲ့ဒီဆေးကလည်းအရန်ကောင်းတာမူထုံးဂျူစာလို့ပြောတာပေါ့နော်မူထုံးဂျူစာဟဲ့ဂျူဆေးရိုးလို့ပြောမယ်ဆိုရင်သူတို့ထိုးပေးတယ်တဲ့အိမ်3ဆန်းချီလောက်ပွင့်မယ်ဆိုရင်တော့အဲ့ဒီဆေးထိုးလို့ရတယ်သူကလေဒီခါကနေထိုးရတာပေါ့နော်ကိုကဘိုက်အရန်နာပြီးမခံနိုင်ဘူးဆိုရင်အဲ့ဒီဆေးထိုးပေးလိုက်မယ်ဆိုရင်ဘိုက်ကလေယူပစ်တယ်လို့ပဲပျောက်သွားတာနာယူဝက်လောက်ကြတယ်နော်ဘိုက်လုံးဝမနာအောင်ပြီးမှပဲဘိုက်ပြန်နာအဲ့ဆိုရင်ဆေးပြန်ထိုးပေါ့တဲ့အိမ်ပွင့်လုံးဝပွင့်သွားတဲ့အထိအဲ့ဒီဆေးဆက်တိုက်ထိုးပြီးတော့မွေးလို့ရတယ်ဒါမဲ့နောက်ဆုံးကိုမွေးခံဒီမှာဆိုရင်တော့ဘိုက်နာပြီးမွေးရမှာပေါ့နော်အဲ့ဆိုရင်တော့သူတို့ကဆေးမထိုးပြီးတော့အမှကိုကဘိုက်နာပြီးမွေးလိုက်ပေါ့ဥပမာပြောမယ်ဆိုရင်ကွာ10နာရီလောက်ဘိုက်နာရမယ့်ဟာဖြစ်ပေမဲ့လည်း2နာရီလောက်ပဲနာပြီးတော့မွေးသွားတာပေါ့ဒီဘိုက်နာတော့ကိုရော့စီတဲ့ဘိုက်နာပျောက်ဆေးပေါ့အဲ့ဒီဆေးကိုရီးယားမှာရှိတာအရန်ကောင်းတာအဲ့ဒါလေကိုကကိုရီးယားမှာကလေးမွေးမယ်ဆိုရင်အဲ့ဒီဟာတိထားရမှာပေါ့နော်ဒီကိုရောက်ခမတွေကိုအမျိုးသားတွေလည်းအဲ့ဒါတွေမတိဘူးဆရာဝန်တွေလည်းမပြောလို့ရှိမထိုးပေးဘူးအဲ့ဒါကြောင့်မလို့မူထုံးဂျူစာဟဲဂျူဆေးရိုးလို့ပြောမယ်ဆိုရင်ကိုကအဲ့လိုမျိုးဆေးထိုးပြီးတော့ကလေးမွေးလို့ရတယ်ဘိုက်နာတက်တာတယ်ဒါမဲ့တချို့ဆီယာမတွေကတော့ပြောတာပေါ့တဲတဲ့လူနဲ့တဲ့တယ်မတဲတဲ့လူနဲ့တော့မတဲ့ဘူးပေါ့ပြောမယ်ဆိုရင်ဘလောက်ပဲထိုးဘိုက်နာတဲ့လူကနာတာပဲပေါ့ဒါမဲ့ကျမနဲ့တော့အရန်တဲ့တယ်အရန်ကောင်းလို့ပေါ့နော်အဲ့ဒါပြောပြတာဖြစ်ပါတယ်